မထင်ထားတဲ့ promotion တွေအများကြီးရှိလို့ဧည့်သည်လာပြီးတော့အားပေးဖို့ဖိတ်ခေါ်ပါတယ်အမှန်တမ်းပြောလို့ရှိရင်စုတောင်းလက်ကပေးစီရတာမလို့တော့ဘာလို့လဲဆိုတော့အမကဒီလုပ်ကိုလုပ်ရဆိုတာဒါရှင်တွေကနေပြီးကျွန်တော်တို့လိုပဲဝါနာပါပြီးလောက်တာဖြစ်တယ်ပေါ့နော်ဒါအမနဲ့ကျွန်တော်တို့ဒီဆိုင်ကိုဖွင့်ရင်တရက်လောက်ကကျွန်တော်ဒီမှာလာလုပ်ကြရသိပြီဆိုတော့ခါကျဒီချက်ဘက်ကအများကြီးအောင်မြင်ပါပါလို့ကျွန်တော်ပြောချင်ပါတယ်ခင်ဗျာ Customer Service အရင်ကောင်းတယ်ဒီမှာချက်ကအရင်ကောင်းတယ်ပြီးတော့ခါကျတော့ကိုယ်အိမ်ကိုလာသလိုပဲနှွေးထွေးတဲ့ခံစားမှုတွေရတယ်ပေါ့ဆိုင်မှာတော့ဧည့်သည်တော်တော်များများ service အားလုံးကိုကြိုက်တယ်ဘာလို့ဆိုတော့ညီမတို့ဆိုင်သည် service အများကြီးဖြစ်တဲ့အတွက်ဝန်ဆောင်မှုတွေမှာလစ်ဟင်းမှုမရှိရလေအောင် service တစ်ခုစီကိုကျွမ်းကျင်တဲ့ဒီ artist တွေပဲထားပေးရပါတော့။ဒါကြတော့ spray မြန်ဖြန်းတော့လေဥယျာဉ်ပြားရဲ့သူ့ရဲ့အပေါက်တွေမှာပိတ်နေတဲ့ဟာမျိုးတွေပေါ့နော်အဲ့လိုမျိုး spray တွေပိတ်နေရတွေကို तू ကဆက်နဲ့ပထမမလျှော်ခင်မှာပြရတယ်ပြီးလည်းပြီးတော့အဲ့လိုမျိုးအများကြီးပဲတဲ့အကြိုက်တစ်နာရီခွဲ2နာရီလောက်ကြာရဲပေါ့နော်သူတို့မီးတွေနဲ့လှုပ်လိုက်တဲ့အချိန်မှာပြီးတော့အဲ့ဆက်နဲ့ပဲပြန်ပြတဲ့အချိန်မှာပိတ်နေတဲ့ຢာကြီးအကုန်လုံးပွင့်ပြီးတော့ပေါ့နော် baby hair တွေပြန်ပြီးတော့မြင်ရတဲ့ဟာမျိုးအဲ့လိုမျိုးပါတေချာလေးမြင်ရတဲ့အရင်ကြိုက်သွားတယ်Beauty Blend စံကြောင်းဆိုင်ခွဲတစ်ကြီးအောင်မြင်စွာဖွင့်လှစ်ကြောင်းကြီးများအပ်ပါရရှင်။ခါမှာဆိုလို့ရှိရင်တော့ဒါကိုတို့ရဲ့တဲ့ရနေပြီးတော့ဆိုင်ဖွင့်ပွဲအတွက်ပေါ့နော်အမှတ်တရစကားလေးနည်းနည်းလောက်ပြောပြပါဦးရှင်။ဒီမှာလေးတွေ့လဲခုံယူရပေါ့နော်။ဘာလို့ဆိုတော့အခုဆိုလို့ရှိရင်ဒါနှစ်ဆိုင်ရှိသွားပြီပေါ့နော်။ဒီနှစ်ဆိုင်ကနေစပြီးအထက်တွေအများကြီးဖွင့်နိုင်ပါသေးလို့ကိုရောင်မှာဟိုနေ့ကဆူတောင်းပေးခဲ့သေးတယ်နော်။ဒါ session ဒီမှာနေလည်းခင်းတယ်ပြီးတော့ခါကျတော့ဟိုနေ့ကလည်းတကယ်လာလို့ဖြစ်တဲ့ခါကျတကယ်လည်းကောင်းတယ်အရင်လည်းမိုက်တယ်ပေါ့နော်။တတဲနဲ့ကိုလည်းဆရာဆိုလို့ရှိရင်လက်သေးရေးလုပ်တယ်ခြေသေးလုပ်တယ်တတဲလုပ်တာဆိုလို့ရှိရင်ဆက်နေနော်။အဲမှာဟိုပေါက်သေးဘယ်လိုပြောမလဲခဲနေရတွေပြောဘယ်လိုပြောလဲဒါကြတော့ spray မြန်ဖြန်းတော့လေဥယျာဉ်ပြားရဲ့သူ့ရဲ့အပေါက်တွေမှာပိတ်နေတဲ့ဟာမျိုးတွေပေါ့နော်အဲ့လိုမျိုး spray တွေပိတ်နေရတွေကို तू ကဆက်နဲ့ပထမမလျှော်ခင်မှာပြရတယ်ပြီးလည်းပြီးတော့အဲ့လိုမျိုးအများကြီးပဲတဲ့အကြိုက်တစ်နာရီခွဲ2နာရီလောက်ကြာရဲပေါ့နော်သူတို့မီးတွေနဲ့လှုပ်လိုက်တဲ့အချိန်မှာပြီးတော့အဲ့ဆက်နဲ့ပဲပြန်ပြတဲ့အချိန်မှာပိတ်နေတဲ့ຢာကြီးအကုန်လုံးပွင့်ပြီးတော့ပေါ့နော် baby hair တွေပြန်ပြီးတော့မြင်ရတဲ့ဟာမျိုးအဲ့လိုမျိုးပါတေချာလေးမြင်ရတဲ့အရင်ကြိုက်သွားတယ်အဲ့ဒီကတော့ဧည့်သည်တွေတောင်းဆိုထားတဲ့အတိုင်း The Brown Beauty Plus ဆိုင်လေးကိုကြည်ကြဲဝန်းဝန်းနဲ့ဧည့်သည်တွေတက်တာနေနိုင်အောင်လို့ဆိုင်လေးကိုတိုးချဲ့ပြီးတော့ဖွင့်လှစ်ခဲ့တာပါရှင်။နေရာလေးကတော့The Brown Beauty Plus ဆိုင်ကဒီစမ်းကြောင်းမြို့နယ်ဟင်္ဒရာလမ်းမှာတည်ရှိပါတယ်ရှင်။ဒါကတော့ဆိုင်ခွဲတစ်ပါနောက်ထပ်ဆိုင်လေးကတော့ရန်ကင်းမြို့နယ်မှာတည်ရှိပါတယ်။ရန်ကင်းလမ်းနဲ့ဆရာဆန်လမ်းမပေါ်မှာရှိပါတယ်ရှင်။ Customer Service အရင်ကောင်းတယ်ဒီမှာချက်ကအရင်ကောင်းတယ်ပြီးတော့ခါကျတော့ကိုယ်အိမ်ကိုလာသလိုပဲနှွေးထွေးတဲ့ခံစားမှုတွေရတယ်ပေါ့နော်ဒါတကယ်ဟိုဒါfully recommend ပေးတဲ့ဟာပေါ့နော်။ရင်ဆိုင်ရ service လေးတွေအတိုင်းဒီဘက်မှာလည်းရရှိပါတယ်။ဒီဘက်မှာပို့ပြီးတော့ဘာတွေအားသာချက်ရှိသွားလဲဆိုတော့ဧည့်သည်တွေအနေနဲ့ကြကြဝန်းဝန်းလေးနဲ့လာပြီးတော့ဝန်ဆောင်မှုတွေယူလို့ရမယ်။နောက်ပြီးတော့ဤပညာပိုင်းဆိုင်ရာတွေရောစေးပစ္စည်းတွေရောသုံးပြီးတဲ့အခါမှာupdate တွေအကုန်လုံးလုပ်ထားပေးရဖြစ်တဲ့အတွက်အရင်ဆိုင်အောင်ထပ်ပို့ပြီးတော့တက်တာရှိစေမှာပါရှင်။ရလက်တွေလည်းပို့ပြီးတော့ကောင်းလာပါတယ်။ဒီဆိုင်မှာဆိုရင်တော့ service တွေအများကြီးရှိပါတယ်။ဒီထဲမှာmain service တွေနဲ့ကတော့ဒီမျက်ခုံးရှိတယ်။ eyeliner နှာခမ်းနဲ့ပတ်သက်တဲ့ဟာအကုန်လုံးရတယ်နောက်ပြီးတော့သပင်ပေါ့နော်အခုဆိုင်အစ်စ်လေးကတော့သပင်ကို specially အနေနဲ့ထားပေးတာပါသပင်နဲ့ပတ်သက်ပြီးအခုနောက်ဆုံးပေါ့ဒီ extension ပေါ့နော် extension ကိုမှဆက်ရမပေါ်တဲ့နည်းတွေတကယ်နိုင်ငံတကာမှာခက်စားနေတဲ့နောက်ဆုံးနည်းပညာတွေကိုသုံးပြီးမှသပင်ဆက်တဲ့ extension လေးလည်းရပါတယ်သပင်နဲ့ပတ်သက်တဲ့အရာအားလုံးရပါတယ်ရှင် main ကလေးတွေအတွက်နောက်ပြီးတော့မျက်နှာပိုင်းဆိုင်ရာလည်းရပါတယ်ရှင်ဝက်စင်ကလည်းဒီ The Brown Beauty Plus မှာရတယ်လက်သေးခြေသေးအားလုံးတနေရာထဲမှာရရှိပါတယ်ရှင်အမှန်တမ်းပြောလို့ရှိရင်စုတောင်းလက်ကပေးစီရတာမလို့တော့ဘာလို့လဲဆိုတော့အမကဒီလုပ်ကိုလုပ်ရဆိုတာဒါဒီနေရာနေကျွန်တော်တို့လိုဝါနာပါပြီးလုပ်တာဖြစ်တယ်ပေါ့နော်ဒါအမနဲ့ကျွန်တော်တို့ဒီဆိုင်ကိုဖွင့်ရင်တရက်လောက်ကကျွန်တော်ဒီမှာလာလုပ်ကြရသိပြီဆိုတော့ခါကျဒီချက်ဘက်ကအများကြီးအောင်မြင်ပါပါလို့ကျွန်တော်ပြောချင်ပါတယ်ခင်ဗျာတဲတဲပုံမှန်ဆိုရင်လက်သေးလုံးလေးရှိရယ်ခေါင်းလျှော့ရယ်ညနာနဲ့ပတ်သက်ပြီးတော့အဲ့လိုမျိုးဟို spa ပိုင်းညာတော့မသွားဖြစ်ဘူးပေါ့နော်နောက်ပိုင်းမှာဒါပေမဲ့ဒီနေ့မှာတဲတဲလေးဆရာလို baby face လုပ်ချင်တ
တစ်ချက်တော့လုပ်ကြည့်မယ်ပါ ဆိုင်မှာတော့ဧည့်သည်တော်တော်များများ service အားလုံးကိုကြိုက်တယ်။ဘာလို့ဆိုတော့ညီမတို့ဆိုင်သည် service အများကြီးဖြစ်တဲ့အတွက်ဝန်ဆောင်မှုတွေမှာလစ်ဟင်းမှုမရှိရလေအောင် service တစ်ခုစီကိုကျွမ်းကျင်တဲ့ဒီ artist တွေပဲထားပေးရပါတော့။ဒီ service များပေမဲ့တယောက်တည်းကအစုံလောက်တာမဟုတ်ဘဲနဲ့ service တစ်ခုစီကိုကျွမ်းကျင်တဲ့ artist တွေထားပေးရဖြစ်တော့ညီမတို့ဆိုင်မှာဆိုရင်အားလုံးဒီ main service အနေနဲ့တရှိတယ်။အဓိကကတော့ဒီမျက်ခုံးကတော့ညီမတို့ဆိုင်ရဲ့ဒီနာမည်ရတဲ့ service တစ်ခုတွေပါတယ်ပေါ့နော်မျက်တောင်နေဆိုရင်လည်းလူကြိုက်အရန်များပါရှင်လှပခြင်းအားလေးပျော်ရွှင်ခြင်းကိုဖြစ်ပေါ်စေတဲ့စကားလေးပေါ့နော်ကိုကလှတယ်ဆိုရင်သူများရလည်းကိုယ့်ကိုကြည့်ပြီးစိတ်ချမ်းသာတယ်နောက်ပြီးတော့ကိုတိုင်းလည်းယုံကြည်မှုတွေရှိရပေါ့နော်ဒီအတွက်ဒီကိုအမြဲတမ်း main ကလေးတွေအနေနဲ့ဂရုစိုက်ပြီးတော့အချိန်လေးပေးပြီးတော့မှဂရုစိုက်တင်တယ်လို့ပြောချင်တယ်ရှင်